အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့ဂျိုပင်ကောင်မျိုးရန်ကုန်ပြည်လမ်းမှာရှိတဲ့မြို့လက်ချောင်းဖျားကြီးမှာရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဆရာတော်ဦးသာသနာရဲ့အက္ခမဟာပန္တိတဂုံပြုချင်းပြပူဇော်ပွဲမှာအခမ်းအနားမှုဖြစ်ဆောင်ရွက်ပေးဖို့ရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအခမ်းအနားတက်ဆက်ပုံတွေအခမ်းအနားပြုလုပ်ပုံတွေကိုလိုက်ပါကြည့်ရှုရအောင်နော်အခုမြင်တွေ့နေရတာကဆရာတော်ကြီးရဲ့ပူဇော်ပွဲအခမ်းအနားမှာမဟာရန်ကုန်ဘူနိုင်မင်္ဂလာဆိုင်ဖွဲ့ရဲ့ပျော်ပြေတင်ဆက်မှုများပဲဖြစ်ပါတယ်ခင်ဗျာခုဆက်လက်ပြီးတော့ကျွန်တော်နဲ့အတူဆရာတော်ဘုရားရဲ့ဝဲတော်တွေထားရှိတဲ့နေရာကိုတော့ရောက်ပူဇော်ရအောင်နော်မင်္ဂလာပါကြီးဆရာတော်ကြီးနဲ့ဝဲပုံပြီးတော့ရှိတာပဲဒါတော့ဒီအက္ခမဟာပဏိတနော်ဘောရစိတ်တော်ပေါ့နော်အခုဒါအက္ခမဟာပဏိတတော့ဒီသာသနာတော်ဆိုင်ရာချင်းမြင့်တဲ့ဖွဲ့တွေမှာတော့အမြင့်ဆုံးနဲ့မပါတာပေါ့နော်โอเคကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဆရာတော်ကြီးရဲ့ပူဇော်ပွဲမှာအစီအစဉ်တွေကျွန်တော်တို့အားလုံးကြည့်ရှုအောင်နော်ဆရာတော်ရှင်သူမြတ်အားပူဇော်ပွဲအခမ်းအနားကြီးမှာမိတ်ကက်ကူမျိုးစောမြို့မျိုးခင်ဆန်းဝင်းကဗန်းအလှဆင်ကျွန်းနေတဲ့ပတ်သက်လို့တာဝန်ယူပူဇော်ထားတာဖြစ်တဲ့အတွက်အခုလိုတင့်တယ်လှပစွာမြင်တွေ့ရတာပဲဖြစ်ပါတယ်ခင်ဗျာအခမ်းအနားစီစဉ်တွေစနစ်တကျဖြစ်ဖို့အတွက်အခမ်းအနားမစတင်ခင်တရက်အချို့မှာလဲဆရာတော်ကြီးနဲ့အတူတိုင်ပင်ရေးဆွဲခဲ့ကြပြီးတော့အခမ်းအနားမစတင်ခင်မှာလဲအခမ်းအနားမူကိုထင်းနိုင်အောင်နဲ့အတူတေချာစွာတိုင်ပင်စီစဉ်ဖြစ်ခဲ့ပါတယ်ခင်ဗျာအခမ်းအနားစတင်ပြီးဖြစ်တဲ့အတွက်အက္ခမဟာပန္တိတဘွဲစိတ်တော်ရာဆရာတော်ဗတ္တန္တသာသနာတစအရှင်မြတ်အားပူဇော်ပွဲကျင်းပရာဓမ္မယုံတွင်သို့ပင့်ဆောင်ပူဇော်နေတာဖြစ်ပါတယ်ခင်ဗျာအခမ်းအနားမူကိုတေးနိုင်ဦးကအခမ်းအနားအစီအစဉ်များကိုစီစဉ်တင်ဆက်ပေးပြီးနောက်တွဲဘက်အခမ်းအနားမူကျွန်တော်ကိုဝေမျိုးတို့နဲ့အတူအခမ်းအနားအစီအစဉ်များအားလုံးကိုအောင်မြင်စွာဖြင့်ဂုဏ်ပြုပူဇော်ပေးခဲ့ပါတယ်ခင်ဗျာအက္ခမဟာပန္တိတဘွဲစိတ်တော်ရာဆရာတော်ဗတ္တန္တသာသနာတစအရှင်မြတ်အားထက်ဆင့်ဂုဏ်ပြုပူဇော်တဲ့ဂုဏဝုဒိဋ္ဌပူဇာမဟာမင်္ဂလာခမ်းနားကြီးတင့်တယ်ခမ်းနားအောင်မြင်စွာပြီးမြောက်ခဲ့တဲ့အတွက်ဝမ်းသာပီတိဖြစ်မှုများနဲ့အတူကျွန်တော်ရဲ့ blog လေးကိုဒီနေရာမှာအဆုံးသတ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ